吧？ကျွန်တော်ကတော့အထူးတိုင်းဒီပြော33စစ်စင်မှုရပ်ဖို့ဆောင်းတော့ကိုဖြစ်ပါတယ်ပြည်သူစစ်မှုထမ်းဆိုပြီးတော့လိမ့်လေပြီးခေါင်းစဉ်မျိုးတက်ပြီးတော့ပေါ်တော်ဆွဲတော်ရောပေါ်တယ်ဆွဲတော်ရောတစ်ခုလုံးဆွဲပြီးသူငယ်တွေကိုနော်ရေသူရဲ့နိုင်မျိုးစစ်တပ်တိတ်ပြီးတော့အတိတ်ကျလှုပ်ပြီးတော့အဖေကန်ခိုင်းနေတဲ့မရောက်လိုက်လုံနေတဲ့လုံရန်တွေကလုံးဝမတရားဘူးအဲ့ဒီငယ်တွေကတော့မရောက်လိုက်ကိုပြတ်တိုက်မယ်ဆိုပြီးတော့သူတို့စိတ်ထဲမှာတကယ်ရုပ်ကြည်နဲ့ပြောလာတာရှိတယ်ခုလဲဒီမှာဝယ်လာတဲ့လူတွေရှိတယ်ဆိုတော့တယောက်ချင်းကိုမိတ်ရှင်းမယ်ကိုဘယ်သူလဲပြီးရဆိုရင်စက်ကောက်စီကိုပြတ်တိုက်မယ်ဆိုတဲ့ဟာကိုသူတို့ပြောလိမ့်မယ်ဒါအပတ်စစ်ပါတခါလဲထပ်ပြောပေးပေါ့နော်တခြားပါပဲကျွန်တော်ရဲ့ကြော်စင်ကိုမြင်အောင်လာဒီစကားစားတက်ကိုကျွန်တော်ပြီးပါချင်မောနာကျွန်တော်ပြန်တိုက်မယ်ကျွန်တော်နာမည်ကတထေးအောင်ပါကျွန်တော်အပတ်စဉ်ဆက်ချောက်ပါဆက်အနာကျွန်တော်အမြင့်ပြတ်ရှေ့မုံပါဟုတ်ပြီကျွန်တော်ကတော့ပတ်စဉ်ဆက်ချောက်စက်ကောက်စီကိုပြတ်တဲ့အောင်ကျွန်တော်တွေ့တော့ပါပတ်စဉ်ဆက်ချောက်ဒီနေ့လည်းမရှိသေးတယ်ကျွန်တော်ညီကိုတွေကိုလည်းဖိတ်ခေါ်ချင်တယ်ဗျာဒေါ်လာရေးမြင့်ပြတ်အထိတိုက်ပွဲဝယ်သွားဖို့ဖိတ်ခေါ်ပါတယ်โอเคဟုတ်ပြီကျွန်တော်ကပတ်တင်ဆက်ချပါဝင်မိုးကြောပါဒီစက်ကောက်စီကိုအမြင့်ပြတ်တိုက်ဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီကျွန်တော်နာမည်ကတော့ရဲကိုလာပါကျွန်တော်ဖက်စင်16ပါပဲကျွန်တော်ဒီစစ်အာဏာရှင်ကိုကြာဆုံးတဲ့အထိတော်လှန်ဖို့အတွက်ကျွန်တော်စနစ်လုပ်ထားပါတယ်ကျွန်တော်ကကျွဲထောပါပိုက်16စောပြတိုက်ဖို့ရှိသေးပါဘူးကျွန်တော်မှရဲဘော်လောင်းလုံးပါဒီဆက်အာနာကျင်စံနဲ့ကြာကျွန်းတဲ့အထိတော်လိုင်းရေးတဲ့ဝင်သွားမှာကျွန်တော်ရမယ်ရဲဘော်ရှမ်းလေးပါကျွန်တော်ဒီမေရန်ကျွန်တော်ပြန်တိုက်ခိုင်းအောင်ပြပါတယ်နော်မေရန်ကြာတော့မေရန်ကြာတော့ဒါပဲတိတ်ကြာတော့ကျွန်တော်အပြည့်အထိတိုက်မှာပြပါတယ်ကျွန်တော်တို့ဟဲ့ဟိုစီတွေလောက်လာတဲ့ညီငယ်လေးတွေအလုံးလည်းပဲသူတို့ရဲ့စိတ်ထဲမှာအာနာဆေကိုကြောက်ဆုပ်ဖို့အတွက်အာနာဆေကိုပြတ်တိုက်ဖို့အတွက်ဒါသူတို့စိတ်ထဲမှာတကယ်လဲရှိနေတာဖြစ်တဲ့အတွက်လည်းပဲအခုလိုမျိုးကျွန်တော်တို့တော်လာရေးဖေးကိုလာရပူပေါင်းပြီးတော့အာနာဆေပြုတ်ကျသည့်အထိတိုက်ပွဲဝယ်ဖို့အတွက်ဟိုဒါသူတို့ရဲ့ဂတိစကားတွေကြားအတွက်လည်းဝမ်းသာပါတယ်ကျန်ခဲ့တဲ့စိတ်မှုထမ်းညီငယ်လေးတွေလည်းပဲဒါတော်လာရေးဖေးကိုပူပေါင်းပြီးပါဝယ်မေးဖို့ဒါမြစ်တရက်ခတ်ပါတယ်ဖိတ်လဲဖိတ်ခေါ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်ပြည်သူရေတော်ဘုံအားရပြီအားရ